ကျမကဝင်ကြီးချုပ်အိမ်တော်ရဲ့အိမ်ကြီးရှိဆုံးသမီးကြီးဆုံးပါဒါပေမဲ့သူကကျမကိုဖိနှက်ဆုပ်လို့စွန့်ပစ်ခဲ့တယ်ကျမအသေးတန်ဖြစ်ပြီးတေလူမျိုးပါဖြစ်နေချိန်မှာတော့ဝေမင်ရွံဟာကျမစီမလာပဲအခြားမိဖူရားငယ်တစ်ပါးဖြစ်တဲ့ရှူဘေးပျောက်ဆုံးသွားတဲ့ဆုတက်စိတ်လေးကိုသာဥယျာဉ်ထဲမှာကိုယ်တိုင်ကိုယ်ကျလိုက်ရှာပေးနေခဲ့တာပါကျမကွယ်လွန်ခါနီးမှာဝေမင်ရွံလွတ်လိုက်တဲ့မိန်းမစိုးကအမိန့်တော်လာဖတ်ပြခဲ့တယ်အရှင်မင်းကြီးရဲ့အမိန့်တော်ကိုနာခံပါမင်းဟာအမြဲတမ်းအရေးချင်းပြေးသွားတဲ့ဇနီးတစ်ယောက်နဲ့မိဖူရားကောင်းတစ်ပါးဖြစ်ခဲ့ပါတယ်နောက်ဘဝဆိုတာရှိခဲ့ရင်လေကိုရောမင်းကိုပဲပြန်ရွေးချယ်မှာပါမင်းစိတ်အေးလက်အေးထွက်သွားပါတော့မင်းရဲ့နာရေးကိုကိုယ်တိုင်ကိုယ်ကျစီစဉ်ပေးမှာမို့မင်းအတွက်မလိုလားအပ်တာတွေမပူပန်ရစေရပါဘူးပြန်ဘက်ဖြစ်သူညက်ကြောက်ရံကလေးရောက်လာပြီးနင်ကစိတ်ပျော့လုံးလို့အနှိမ်ခံရတာနောက်ဘဝကြရင်ဒီအေးဆက်တဲ့မိဖူရားနေရာကိုငါပဲယူတော့မယ်လို့လာရောက်လောင်ပြောင်အနိုင်ယူသွားခဲ့ပါကျမဟာကံကြမ္မာကိုနာကြီးစွာဖြင့်ပြန်စခွင့်ရရင်ဒီမိဘုံကြီးကိုငရဲဘုံဖြစ်ပြောင်းလဲပစ်မယ်လို့ချိန်ဆိုကမျက်ရည်များနဲ့တေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့အံ့စရာကောင်းလောက်အောင်ကျမဟာအတိတ်ကာလအင်းရှိဆန်မိဖူရားရွေးချယ်ပွဲချင်းပမိနေစီတို့ပြန်လည်မွေးဖွားပြီးရောက်ရှိလာခဲ့ပါတယ်။ရွှေရှူးလေးကိုငါကိုယ်တိုင်သဘောကျမိတယ်တားတော်ရွံအားမင်းကောဘလို့သဘောရလဲ။မိဖူရားခေါင်ကြီးမေးကိုဝေမင်ရွံစိတ်မှတူးညအင်စားပါကျမကပဲညက်ကြောက်ရံကိုရှေ့ကိုအနေငယ်တုံးလွတ်လိုက်တယ်။မိဖူရားခေါင်ကြီးရဲ့မေတ္တာကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့သမီးတော်အနေနဲ့တော့အင်းရှိဆန်မိဖူရားနေရာကသမီးတော်ထက်ညက်မိသားစုရဲ့တခင်မလေးကပိုပြီးတင့်တော်ပါတယ်ခင်ဗျာညက်တခင်မလေးလား။ဘေးနာဂရီတို့တန်တွေပေါ်ထွက်လာတယ်။ညက်ကြောက်ရံကစစ်ဗိုလ်ချုပ်အနွယ်ဝင်ဇာနီသမီးရဲ့စိတ်ကလည်းအလုံးခတ်ထန်တာအချိန်မရွေးခေါင်မှုကိုလန့်ပစ်နိုင်တဲ့ဝင်ကြီးချုပ်အိမ်တော်လိုမျိုးရိုးစင်ဆက်ပညာတတ်မျိုးရိုးမှမဟုတ်တာဝင်ကြီးချုပ်ရဲ့သမီးတွေနဲ့အဆင့်တန်းချင်းပဲကွာရှိတာနဲ့တူမလဲ။ဝေမင်ရွံကတော့ဘသူ့ကိုမှစိတ်မတူးညအင်စားပါဘူး။မေတော်ပဲဆုံးဖြတ်ပေးပါတားတော်အတွက်တော့ဘသူပဲအိမ်ရှိဆန်မိဖူရားဖြစ်ရပါတယ်။ကျမစိတ်ထဲကနေတွေးမိတယ်ဟုတ်တာပေါ့။ဘသူဖြစ်ရတာပဲမလားပြီးခဲ့တဲ့ဘဝတုန်းကတော့သူကသူ့ရဲ့နှလုံးသားအိမ်မလှလေးဖြစ်တဲ့ယိုယူဝေအတွက်မိဖူရားကြီးကိုတော့မကြောက်ပဲစန့်ကျင်တိုက်ပွဲဝင်ခဲ့တာယိုယူဝေဆိုတာဈေးတဲကအရက်ရောင်းတဲ့မျိုးရိုးနေပါသူမကိုကိုလုတ်တော်ဖြစ်ထားတာတောင်လွန်လာပြီးအိမ်ရှိဆန်မိဖူရားရပေးဖို့ဘလို့မှမဖြစ်နိုင်ဘူးဆိုတဲ့မေတော်ကြီးအမိန့်ကြောင့်သာဝေမင်ရွံလက်ရောက်ခဲ့တာပါနောက်ဆုံးမှာတော့မိဖူရားခေါင်ကြီးကတိုင်းပြည်ရဲ့တောက်တိုင်နှစ်ခုဖြစ်တဲ့ဝင်ကြီးချုပ်အိမ်တော်နဲ့စစ်တေနာပတိအိမ်တော်တို့တင့်မြတ်စေရန်အတွက်၃ရက်မြောက်နေ့မှာကျမဝိုင်ရွံရှုနဲ့ညက်ကြောက်ရံနှစ်ယောက်လုံးကိုအရှင်နန်းတော်စီအတူတူခေါ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့ကျမဘသူထက်မဆိုပိုတည်တယ်ဝင်အိမ်တော်ရဲ့အခြေခံအုံမြင့်ခိုင်မာဖို့ဆိုရင်အိမ်ရှိဆန်ဘက်ကနေရက်တည်ပေးရမယ်ဆိုတာမဲတော်မင်္ဂလာရက်တက်မှတ်ပြီးပြီဆိုတော့နောက်၃ရက်နေရင်တားတော်ယူဝေကိုပါတခါတည်းသိမ့်ပိုက်ချင်ပါတယ်ဒါကိုကြားလိုက်ရတဲ့မေတော်ကြီးကလည်းချက်ချင်းပဲစိတ်ဆိုးသွားပြီးအခုမှအိမ်ရှိဆန်မိဖူရားကိုရွေးချယ်ပြီးတာနောက်ကိုလုတ်တော်ကိစ္စတွေကိုအိမ်ရှိဆန်မိဖူရားကြီးဖြစ်လာမဲ့ညက်ကြောက်ရံနဲ့တိုင်ပင်ရမှာဆိုပြီးမင်းသားကိုငေါ့လိုက်ပါတော့တယ်အရှင်ကချုံမျိုးနွယ်ကိုလက်ထပ်ချင်တယ်ဆိုရင်ကျမအနေနဲ့သဘောတူပေးလို့ရပါတယ်ဒါပေမဲ့အရှင်အနေနဲ့သူမကိုနန်းတွင်းထဲခေါ်လာပြီးဘလို့ရာထူးနေရာပေးဖို့စိတ်ကူးထားတာလဲညက်ကြောက်ရံမေးကိုအိမ်ရှိဆန်မင်းသားကကိုလုတ်တော်ဖြစ်ပေါ့လို့အေးအေးဆေးဆေးပြန်ဖြေခဲ့ပါတယ်ဒီစကားပဲနောက်တစ်ခါထပ်ပြောပြန်ပြီးအရင်ဘဝတုန်းကလည်းငါအိမ်ရှိဆန်မိဖူရားဖြစ်လာပြီးနောက်သူကဒီလိုပဲတဘာဝကြအမိန့်ပေးရလေတံမျိုးသုံးခဲ့တာစောကညက်ကြောက်ရံရဲ့အမေကအရင်ဘဝကအမတ်တရားတွေပါနေတာထင်ရှားတယ်ဒါဆိုသူကလည်းကျမလိုပဲအတိတ်ကနေပြန်လည်မွေးဖွားလာတာပေါ့ဒီလိုဆိုတော့လေတကယ်ကိုစိတ်ဝင်စားဖို့ကောင်းသွားပြီအရှင်ကနောက်နေတာထင်ပါရဲ့ရွှင်ရှုကလက်ရှိဝင်ကြီးချုပ်ရဲ့သမီးကြီးဖြစ်ပြီးအချင်းစာရိတ်တနဲ့ရုပ်ရည်ကလည်းပြည်စုံလို့ကိုလုတ်တော်ဖြစ်နေတောင်မတန်တဆနှိမ့်ကြခံနေရတာဘာရှုံမျိုးနွယ်လို့လမ်းဘေးအရက်ရောင်းတဲ့မိမတယောက်ရဲ့မျိုးရိုးနဲ့ကြနန်းတွင်းနဲ့ဝင်ချင်းမှတင်ကိုလုတ်တော်ရာဒူးတန်းပေးပြီးရွှင်ရှုနဲ့တန်းတူထားမယ်ဆိုရင်အရှင်နန်းတော်ကြီးမှာစီးစနစ်မရှိဘူးလို့လူများရဲ့လောင်ပြောင်တာကိုခံရမဲ့အပြင်ဝင်ကြီးချုပ်အိမ်တော်ကိုလည်းအဆက်ခွဲရရောက်ပါတယ်မိမိသားစုတစ်ခုလုံးရဲ့တစ္ဆာရှိအီမှုကိုစော်ကားရလဲရောက်ပါတယ်ကျမလုံးဝသဘောမတူနိုင်ပါဘူးကြောက်ရံရဲ့စကားကြောင့်မင်းသားဟာဒေါသထွက်သွားပါတော့တယ်မင်းရဲ့ဗီဇအမှန်ပေါ်လာပြီးရဲ့အားကြောင့်မင်းကတကယ်ကိုသဘောထားသေးတိမ်လုံးနဲ့ငါမြင်တော့စစ်သူကြီးသမီးဆိုတာလက်နက်တွေကြားထဲကြီးပြင်းလာလို့ထင်ပါရဲ့တော်တော့ကိုသဘောထားမကြီးမနိုင်ဘူးဒီမိဖူရားခေါင်ကြီးနေရကစာပေတက်မြောက်ပြီးယဉ်ကျေးတဲ့အမတ်မျိုးနွယ်နဲ့ပို့ပြီးတင့်တော်မယ်ထင်တဲ့အာယွန်းမင်းကဘလို့ထင်လဲမင်းသားဟာဘသူ့ကိုမှတကယ်မချစ်ပဲသူ့ရဲ့ချစ်တော်ရှိုးယူဝေကိုနန်းတွင်းသွင်းဖို့အတွက်ကျမကိုကြိုးဆွဲရုပ်သေးလို့အတုံးချချင်နေတာပါသူကတစ်ဖက်လက်နဲ့ကျမကိုအတုံးချပြီးနေကြောက်ရံစီကနေအိမ်ရှိဆန်မိဖူရားနေရာကိုလူယူချင်နေတာပါအရှင်ရဲ့ချီးမြှောက်မှုကိုရွှင်ရှုရင်ထဲမှာမှတ်သားထားပါတယ်ဒါပေမဲ့ကြောက်ရံကြီးမှပြောသွားတဲ့စကားနဲ့အပြုအမူတွေကစီကန်းနဲ့ညီရုပ်တိရှိပြီးရှေ့နန်းတော်ရဲ့ဂုဏ်သိက္ခာအတွက်အရာရာတွေးပေးထားတာမို့ဘယ်သူမှအပြစ်ရှာလို့မရပါဘူးရွှင်ရှုအနေနဲ့လိုက်လဲလက်ခံပါတယ်လူယူရမယ်အကြောင်းပြချက်မရှိပါဘူးအရှင်အနေနဲ့စကားကိုဆင်ခြင်ပေးဖို့တောင်းပန်ပါတယ်ကျမစကားကိုကြားတော့ဝေမင်ရွံတော်ထိတ်လန့်သွားပါတော့တယ်တော်ဘီရွံအားဘသူ့ကိုမိဖူးရမြောက်ပြီးဘသူ့ကိုကိုလုတ်တော်ထားမလဲဆိုတာမဲတော်ဝင်မစော့ဖတ်တော့ဘူးမင်းတို့ဘာသာပဲညှိနှိုင်းကြမဲတော်မှာတောင်းဆိုချက်တစ်ခုပဲရှိတယ်အိမ်ရှိဆန်နန်းတော်ဟာညက်မိသားစုနဲ့တူးညအနှစ်ကောင်းစလုံးနဲ့အမျိုးဆွေတော်ဆက်ရမယ်ကျန်တဲ့ကိစ္စတွေကိုတော့နောက်ထပ်မပြောနဲ့တော့မဲတော်ကြီးကလည်းစိတ်ပြက်ပြီးထွက်သွားပါတော့တယ်ကျမပြန်တဲ့အချိန်မှာတော့ဝေမင်ရွံဟာဒေါသတကြီးနဲ့ကျမရဲ့ယထာလုံးနောက်ကိုလိုက်လာခဲ့ပါတော့တယ်အားရွင်မင်းဒီနေ့ဘာဖြစ်နေတာလဲရင်တုန်းကငါနေမကောင်းတာဖြစ်ဒဏ်ရာရတာဖြစ်မင်းကငါနာကနေအမြဲပြုစုပေးခဲ့တာမဟုတ်ဘူးလားမင်းပဲကုတင်ပေးမှာအနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တာသမားတော်ကြီးရဲ့ဆေးကိုတောင်ကိုယ်တိုင်ရင်မီးစမ်းပြီးမှငါ့ကိုတောက်စေခဲ့တာခုကြမှာဘာလို့ဒီလောက်တောင်အေးဆက်ပြီးစိန်ကားသွားရတာလဲဒါပေမဲ့မင်းသားမသိတာကကျမဟာအရင်ဘဝကသူ့အပေါ်အသက်နဲ့လဲပြီးချစ်ခဲ့တာပါသူ့အတွက်ဆိုများပုံတွေကိုတောင်ကိုယ်တိုင်ကာကွယ်ပေးခဲ့ပြီးသူကပဲဓာတ်နဲ့တက်ရင်တောင်ဝိညာဉ်ကခွာရမှာမဟုတ်ဘူးလို့ကိုထင်ခဲ့တာဒါပေမဲ့ဘဝတစ်ပြန်စခွင့်ရတဲ့အချိန်မှာတော့ကျမနားလဲသွားခဲ့ပါပြီဘလောက်ပဲနက်ရှိုင်းချစ်ခဲ့ပါစေနှလုံးသားတည်ဆုံးသွားရင်လက်လွတ်လိုက်လို့ရတယ်ဆိုတာကိုပေါ့အရှင်မင်းသားအရင်ကရွှင်ရှုဟာငယ်ရွယ်မိုက်မဲပြီးအတိုင်းအဆကိုမသိခဲ့လို့အရှင်မင်းသားရဲ့တိတ်ခါရှိတဲ့ဂုဏ်သတင်းကိုပျက်စီးစေလိုနီးပါးဖြစ်ခဲ့ပါတယ်ခုတော့ရွှင်ရှုနားလဲသွားပါပြီအရှင်နဲ့ကျမအဆင့်တန်းချင်းကွာခြားတဲ့အတွက်တန်တရားကင်းအောင်နေသင့်ပြီးအရာရာကိုအရှင်မင်းသားအတွက်ပဲတွေးပေးရပါမယ်ကွက်တိပါပဲအဲ့ဒီအချိန်မှာပဲအဆောင်တယောက်အလောတကြီးပြေးဝင်လာပြီးသတင်းဆိုးတစ်ခုလာဖို့ပါတယ်အိမ်ရှိဆန်မိဖူးရရွေးချယ်မဲ့သတင်းကိုကြားပြီးမင်းသားရဲ့အချစ်တော်ရှိုယူမေးကဒေါသကြီးနဲ့ထွက်သွားပြီးမျိုးရိုးမြင့်မျိုးသမီးနွဲကြောက်ရံရဲ့မြင်းလဲကိုလမ်းလေကောင်မှာပိတ်ဆို့ရန်ဆက်ခဲ့တယ်အဲ့ဒါကြောင့်ဒေါသကြီးတဲ့ညဲကြောက်ရံကဓာဆွဲထုတ်ပြီးရှိုယူဝေးကိုအပြစ်ပေးဖို့လုပ်နေတယ်လို့သတင်းလာပို့တာပါဒါကိုကြားချင်းပဲမင်းသားလည်းချက်ချင်းဒေါသထွက်သွားပါတော့တယ်ညဲကြောက်ရံဟာဘလို့ပဲဖြစ်မျိုးရိုးမြင့်အတိုင်းဝိုင်းကလာတဲ့အမျိုးသမီးတူပါစကားများယုံနဲ့ဘလို့လို့လမ်းမထက်မှာသူတပားကိုအပြစ်ပေးရတာလေတကယ်ကိုမောက်မာတိုင်းဆိုင်ပြီးအိမ်ထောင်ဦးစီးမိခင်တယောက်ရဲ့သဘောထားကြီးမှုမျိုးလုံးဝမရှိဘူးအတော့မကြဘူး
အရင်ဘဝကလည်းဒီလိုပါပဲရှိုယူဝေးနဲ့ပတ်သက်လာရင်သူ့ရဲ့မျက်စိကန်းနှလုံးကန်းယောဂါကပြန်ထလာပြီးဘာတိုင်းဆမှမရှိပဲသူမဘက်ကနေအမြဲအကာအကွယ်ပေးတော့တာပါပဲဘဝတစ်ပြန်ရှင်တန်ခွင့်ရပြီဆိုတော့ရှေ့ကလန်းဟာလူကိုဝါမျိုးမဲ့မီးရင်းကြီးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးကျမရောညဲကြောက်ရန်ရောဟာဂုံတရေရှိမိသားစုကတမီးလာတွေပဲဘာလို့အရင်ဘဝကအမားဟောင်းကိုထပ်ပြီးရှောက်လန်းနေရအောင်မှလဲကျမစေခံမလေးကိုအမိန်ပေးလိုက်တယ်သွားမြင်းမြန်ပြင်းစင်ကဖေနဲ့စစ်တူကြီးညဲတို့ကိုချုံဖုံမော့စင်ရဲ့ရှိုးဝက်ခမ်းမစီအတူတူဖိတ်ကြားလိုက်ပါရှိုယူဝေးဆိုတဲ့မိမဟာအမြဲတမ်းပါနဲ့တွက်ချက်တတ်သူဖြစ်ပြီးလုံးဝမပါဘူးသူဟာလူများပြီးရှုပ်ထွေးတဲ့လမ်းမကြီးကိုတမင်ရှောင်ကွင်းပြီးနွဲကြောက်ရန်ရဲ့မြင်းလဲကိုလူသွားလူလာရောက်ပေါက်နေတဲ့ဒီလမ်းပိတ်ထဲမှာပိတ်ဆို့ထားခဲ့တယ်ဒီပြဇက်ကိုပြင်မလူတယောက်မှမမြင်စေခဲ့ဘူးကွက်ချထားတဲ့အတိုင်းပဲမင်းသားရောက်လာတဲ့အချိန်မှာရှိုယူဝေးဟာရှိုင်နေလဲပြီးတနာစရာကောင်းအောင်ငိုယိုပြပါတော့တယ်အရှင်မင်းသားအဆောင်တရင်ပေးတာလွဲချော်နေလို့ပါကျမမင်းကလေးညက်ကိုမယံဆက်ခဲ့ပါဘူးကျမသူမကိုတားခဲ့တာကအရှင်မင်းသားနဲ့အတူရှိခွင့်ပေးဖို့သူမကိုတောင်းပန်ခြင်းုံတင်ပါကျမဖေကဂုံဘကတနာနဲ့မမောလုံးမန်လဲကျမသိပါတယ်တမိဖြစ်သူကအင်းရှိဆန်ကိုလို့တော့မဖြစ်နိုင်ရင်ကုန်တီတယောက်စီများကြီးဖြစ်ပေးစားလိုက်မယ်လို့သူကပြောတယ်တကယ်လို့မင်းကလေးညက်ကသဘောမတူရင်တော့ကျမအရှင်မင်းသားနဲ့နာကျင်စွာခွဲခွာရုံပဲရှိပါတော့တယ်မဖြစ်နိုင်တာငါမင်းနဲ့ဘယ်တော့မှခွဲမှာမဟုတ်ဘူးဘသူ့ကိုမှလည်းမင်းကိုနှိပ်စက်ခွင့်မပြုဘူးအရှင်မင်းသားဟာဒီကိုရောက်ကြတဲ့ကကိစ္စရဲ့အကြောင်းရင်းဖြစ်စဉ်ကိုတလုံးမှမမေးမြန်းခဲ့တယ်ကျမကပဲသူမကိုနှိပ်စက်နေရလို့ဘလို့တောင်အပိုင်တွက်နိုင်ရတာလဲကောင်းပြီဒါဆိုလဲမင်းပြောစမ်းမင်းဘလို့လဲကွက်တွေထုတ်ဦးမလဲဆိုတာခဏလောက်နားထောင်ပေးတာပေါ့မင်းသားဒီလိုယူဝေကလန်းကနေကျမရဲ့မြင်းကိုတားဆီးခဲ့တာသူပြောတယ်လို့တနာစရာကောင်းနေတာလုံးဝမဟုတ်ပါဘူးသူစကားစပြောပဲကတောက်လျှောက်ရန်တွေးစင်ခေါ်နေခဲ့တာသူကဘာပြောလဲဆိုတော့မင်းသားချစ်တာသူတယောက်တည်းပဲတဲ့ကျမနဲ့ဝမ်ယုံရှုကမိသားစုနောက်ခံကိုအားကိုးပြီးအရှက်မရှိကတ်တွယ်နေတဲ့မိမတွေရဲ့ဒါတင်မကသေးဘူးသူကအရှက်မရှိပြောသေးတယ်ဒီနေ့မှာသူကျမတို့နေရာကိုအစားထိုးလိုက်မယ်တဲ့မိုင်မဲတဲ့မင်းသားကတော့ယူဝေရဲ့အားနေချိန်အောင်ဆောင်တဲ့လက်ကွက်တွေအောက်မှာလုံးဝမျက်စိကန်းနေခဲ့ပါတယ်ရှောက်ပြောနေတာယူဝေကဖြူစင်ဖြစ်ကင်းတဲ့သူမို့လုံးဝဒီလိုစကားမျိုးမပြောဘူးငါသူ့ကိုတိလာတာနှစ်တွေအကြာကြီးရှိပြီးသူ့ရဲ့စိတ်နေသဘောထားကိုအတိဆုံးပါသူကစီးစိမ်နဲ့အာနာယာတို့ကိုဘယ်တော့မှမမတ်မောခဲ့ဘူးပြီးတော့လဲရိုင်းဆိုင်တဲ့စကားတွေပြောမဲ့သူမဟုတ်ဘူးငါမြင်တော့ရိုးရိုးလေးပဲမင်းကငါသူ့ကိုပိုလေးပေးတာကိုမနာလိုချစ်ပြီးဒီမှာတမင်တက်တက်လိန်ညာလောက်ကြံပြီးငါနဲ့ယူဝေကြရန်တိုက်ပေးနေတာပြီးခဲ့တဲ့ဘဝတုန်းကတော့ကျမကတရားဝင်စနီးကြီးပြီးသဘောထားကြီးကြီးနဲ့တိခံခဲ့လို့လဲအိုယူဝေကအခုလိုမျိုးသူ့ရဲ့ကောက်ချစ်တဲ့ဇာတိရုပ်ကိုထုံမပြခဲ့ဘူးအားနေချိန်အောင်ဆောင်ပြီးတနာစရာတရုပ်ဆောင်တဲ့လက်ကွက်လေးတွေပဲတုံးခဲ့တာညဲကြောက်ရန်ကအရင်ဘဝတုန်းကနန်းတော်တဲကိုနောက်ကျမှဝင်ခဲ့ရတာမို့ဝေမင်းရွံကဘလောက်တောင်မြက်ကန်းတစေမကြောက်ပလိုက်တက်လဲဆိုတာမသိခဲ့ဘူးအမားအမှန်ကိုဒီလောက်ထိခွဲခြားမသိနိုင်တာကတကယ်ကိုဒေါသထွက်เสียရပဲမင်းသားကြောက်ရန်အမကမျက်စစ်တေနာပတိချုပ်ကိုယ်တိုင်ဆုံးမတုံတင်ကြီးပြင်းစေခဲ့တာပါစစ်တေနာပတိချုပ်ကြီးကနေဆက်ကိုစောင့်ရှောက်ပြီးရိုးသားဖြောင့်မတ်သူဖြစ်ကြောင်းတလောကလုံးသိကြပါတယ်ဒါကြောင့်ကြောက်ရန်ပြောတဲ့စကားကလည်းပွင့်လင်းဖြောင့်မတ်မှာပါလုံးဝလုံးချံဖန်တီးတာမဟုတ်နိုင်ပါဘူးမင်းသားကယုံမင်းကလေးဘက်ကကာကွယ်ပေးတာကိုကျမတို့နားလည်နိုင်ပါတယ်ဒါပေမဲ့သူ့ကိုကာကွယ်ဖို့အတွက်နဲ့ကြောက်ရန်ကိုမနာလိုတဲ့မိမဆိုးဆိုပြီးအတင်းနဲ့မိချက်ဖို့မလိုပါဘူးမဟုတ်လားဝမ်ယင်ရှုမင်းကဒီမှာလာပြီးအားလုံးအတွက်တွေးပေးတယ်လို့တရုတ်ဆောင်မနေနဲ့မင်းနဲ့ညဲကြောက်ရန်ကအမြဲတမ်းရင်းနေမိလို့ပဲအပေါ်ရန်ပဲတဲ့ပြီးစိတ်ထဲကမထဲကြတာအခုသူဘက်ကလိုက်ပြောပေးနေတာကယူဝေကိုငါချစ်တာကိုမနာလိုဖြစ်ပြီးနှစ်ယောက်ပေါင်းပြီးတမင်တက်တက်နှိပ်ကွက်နေကြတာပဲငါကမင်းကိုပညာတတ်ပြီးအကျိုးကြောင်းသားလဲအရှိနောက်စင်ကျင်တက်သူလို့ထင်ခဲ့တာအိရှိမိဖူရနေရနဲ့အထိုက်လျောက်တင်တော်မယ်လို့တွေးခဲ့မိတယ်အခုကြည့်ရတဲ့လောက်တော့မင်းကလည်းဒီလိုတိုင်းဆိုင်နဲ့ညဲကြောက်ရန်လိုပဲစိတ်ထားချင်းမြောင်းပြီးယွန်စရာကောင်းတာပဲအိရှိမင်းသမီးဖြစ်ဖို့လုံးဝမတန်ဘူးဒါဆိုရင်မင်းသားကြီးရဲ့အထင်အရဒီကဘာပေါ်မှာရုပ်ယူဝေတယောက်တည်းပဲအိရှိမင်းသမီးနေရာနဲ့တန်တာပေါ့ဟုတ်သလားဒါပေါ့တေချာတာပေါ့ခမေတော်နဲ့မဲတော်သားအိရှိမင်းသားရာထူးနဲ့မချင်းချောက်ရင်ငါယူဝေကိုပဲခန်းခန်းနာနာလက်ထက်မှာသူနဲ့တစ်သက်လုံးအတူတူနေမှာမင်းတို့လိုမင်းမစိုးနှစ်ယောက်ကိုစိတ်မပါပဲဘလက်ထက်မလဲမင်းတို့နှစ်ယောက်လုံးတေချာမှတ်ထားနောက်ခါယူဝေကိုငိုအောင်ထက်လို့ရရင်ငါမင်းတို့နှစ်ယောက်ကိုလုံးဝကွင့်လွတ်ပေးမှာမဟုတ်ဘူးပြောပြီးတော့ယူဝေကိုပွေ့ချီပြီးထွက်သွားပါတော့တယ်ကြောက်ရန်ဒီလိုယွန်စရာကောင်းတဲ့အိရှိမင်းသမီးနဲ့မိဖုရားခေါင်ကြီးနေရာကိုမင်းချင်သေးလားပြောနေတော့မှာပဲကျမတို့ရဲ့ဖခင်တွေဖြစ်တဲ့တူးညအန်ကြီးကျုံနဲ့စစ်တူကြီးတို့ရောက်ရှိလာပါတယ်တူးညအန်ကြီးအကိုမင်းကတော့တကယ်ကိုစိတ်အေးလက်အေးရှိနိုင်လုံးနဲ့ညံ့မက်စကားကိုစင်ကျင်ပါဒီနေရာကစကားပြောရမယ့်နေရာမဟုတ်ဘူးကျွန်တော်တို့မိသားစုနှစ်စုလုံးကရေပေါ်ဆန်အိမ်မှာမိဖုရားခေါင်ကြီးနဲ့လက်ထပ်ဖို့သဘောတူပြီးသားလေဒါကဂတိတစ္ဆာအိမ်ဆောင်ချန်ရန်တယောက်ကြောင့်နဲ့ဂတိပြည့်ရင်ဒါကအမိန့်တော်ကိုဖီဆန်နဲ့မင်းပြင်းမင်းတန်ဖြစ်သွားလိမ့်မယ်ဒီလိုလက်ကွက်များတဲ့မိန်းမကြောင့်မိချင်းနဲ့မန်တီးရက်နဲ့မင်းတကယ်တို့ရဲ့ချုံမောလာပါတဲ့သမီးလေးတွေကိုဒုက္ခခံဖို့ဆေးလို့ရမလားမျက်စစ်သူကြီးမလောပါနဲ့အဖေတယောက်ရဲ့စိတ်ချင်းကတော့အတူတူပါပဲရုံးရှုကလည်းကျွန်တော်လက်ပေါ်မှာအသေးယူရပြီးကြီးပြင်းလာတာပါဒါပေမဲ့မင်းပြင်းမင်းတန်ကတင်းငယ်တဲ့ကိစ္စမဟုတ်ဘူးသူတပါကွက်ချတာကိုမခံရစေနဲ့ကျွန်တော်တို့သမီးတွေကိုလည်းကာကွယ်နိုင်ပြီးလူများရဲ့ပါဆက်ကိုလည်းပိတ်နိုင်မယ်အပိုင်ထွက်ကုန်နည်းလမ်းတစ်ခုခုစဉ်းစားရမယ်အဖေစကားဆုံးတော့ကျမချိုတင်ကြံစီထားတာကိုပြောပြလိုက်တယ်ကျမတို့အိမ်တော်တွေမှာလူကိုခေါင်းခဲစေပြီးအထက်ကိုတက်လန်းဖို့ပဲအသေးလဲစူးစမ်းနေတဲ့ညီမတွေရှိကြတယ်သူတို့နှစ်ယောက်ကငငယ်ကလေးကစိတ်ပုတ်စိတ်ဆောင်းတွေနဲ့အမြဲကွက်ချရွက်ချက်တက်ကြတာကဲလေသူတို့ကိုအရှင်းနှန်းဆောင်နဲ့ထည့်ပေးလိုက်ပြီးဟန်ဆောင်လုံးတွေရဲ့ကြာဖြူမလေးကိုတွားရန်ဆိုင်ခိုင်းလိုက်ရင်လူရုံမာကိုလူရုံမာချင်းပဲနေနေရကြမလားလက်ဝါးလန်တလောက်လွယ်ကူလိမ့်မယ်ကျမအကြံကိုအဖေရောစစ်သူကြီးရောသဘောကျကြတယ်မိဖုရားကောင်ကြီးကတမီးတော်ကိုအရှင်းနှန်းဆောင်ကိုလက်ထပ်ပေးရမယ်လို့ပြောတာဘသူကိုလဲလို့နမီတက်မပြောထားဘူးဘသူကိုပဲပေးစားအားလုံးကမယားကြီးကမွေးရဲ့တမီးတွေကြီးပဲလူစားလဲပြီးလက်ထပ်တာဟာအေကယောကိုလက်စားရမရောက်ပါဘူးအေကယောမင်းကြီးလည်းအပြစ်ရှာစရာအကြောင်းမရှိတော့ဘူးယွင်ရှူဒီညီမနှစ်ယောက်ရဲ့ဒလေးကတယောက်ထက်တယောက်စိုးကြတာလူလဲမယ်ဆိုမှတော့ဘသူကိုအိမ်ရှိဆန်မိဖုရားရထားမှာလဲသူတို့နှစ်ယောက်စလုံးကအရှော့မပေးချင်မှတော့တယောက်တလန်းစီဆုပ်လိုက်တာပိုကောင်းမဲ့သူတို့နှစ်ယောက်လုံးကိုကိုလို့တော်ဖြစ်အတူတူသွားခိုင်းလိုက်မယ်မြင့်မြတ်ဆုံးဖြစ်တဲ့မိဖုရားခေါင်နေရာကိုတော့ဂီယူနာကြီးမစွာနဲ့ပဲရှုံမီသားစုကိုပေးသနာလိုက်မယ်အိမ်ရှိဆန်မင်းသားကသူမအတွက်အသက်ပင်သေးစေတော့လေတို့ကပဲဖြစ်စေပေးလိုက်တာပေါ့ဒါပေမဲ့အထက်တန်းကြပြီးအေးဆက်လာတဲ့မိဖုရားခေါင်နေရာမှာဒီကြားမနစ်ကောင်ကြားတဲ့သူမနေရဲပါမလားဆိုတာကတော့သူမရဲ့အရေးချင်းပေါ်မှာပဲလုံးဝမူတည်လိမ့်မယ်ကျမတို့နှစ်ယောက်ကိုလို့တော်ရာထူးပဲယူပြီးယူဝေကိုမိဖုရားရပေးမယ်ဆိုတော့ဝေမယံတယောက်အပြော်လွန်နေပြီဒါပေမဲ့ဒီကိစ္စကကျမတို့မိသားစုကြီးရဲ့မျက်နှာနဲ့ဆိုင်နေရဲ့ကိုလို့တော်နေရာကိုရှော့ယူရတာတကယ်ကိုဝမ်းနည်းဖို့ကောင်းနေတာကြောင့်မင်းသားအနေနဲ့ကျမတို့ရဲ့တောင်းဆိုချက်တစ်ခုကိုလိုက်ရောပေးဖို့မျှော်လင့်ပါတယ်ဒါဆိုရင်ဒီကိစ္စကိုအပြီးသက်ဆုံးဖြတ်လိုက်ပြီလို့သတ်မှတ်မယ်ဒီလိုချိန်မှာဝေမယံကတော့ကျမပါပြောသဘောတူဖို့အစင်တင်မှာပဲသူလိုချင်တာရပြီကို
ကိုကုံတိတ်ခါကိုချပြီးကိုလုတ်တော်ဖြစ်သွားရမှာဆိုတော့ပွဲလယ်မှာကြီးလို့တော့တိတ်မကောင်းလာဘူးတာကြောင့်နန်းဆက်ရထုံးနှန်းစင်လာတိုင်းအခမ်းအနားတွေအများကြီးမလုပ်ခိုင်းတော့ပါဘူးမတ်တွေကဲရစရာဖြစ်ရမျိုးမရှိအောင်တို့မိသားစုနှစ်ခုလုံးအလောက်မခံရအောင်လို့ပါ3ရက်မြောက်နေကြရင်မင်းသားကမင်္ဂလာဝေါ်ရင်တော်ကိုတိုက်ရိုက်လွတ်ပြီးကြိုဆိုလိုက်ပါမင်္ဂလာစာကျုံးနဲ့ဇာတာတော်တွေကိုတော့အရှိနှန်းဆောင်ရောက်မှကျမတို့တွေတီးတက်မဲကြည့်ကြတာပေါ့ဘလို့လဲသူသဘောတူခဲ့ပါတယ်ကျုံငါတို့ရဲ့အကြံစီတွေကိုသိရင်ရောသူဒီလိုပြောနိုင်ပါဝိမလား3ရက်အကြာမှာမင်္ဂလာဥဆန်လက်တီနေ့ကိုရောက်ရှိပါပါပြီရွင်ရှိုးဒီစိတ်တီးမတွေကိုလက်ထက်လိုက်ရတော့သူတို့စိတ်ချမ်းသာမှုရနိုင်ပါဦးမလားကြောက်ရံလေတိုက်နေပြီအရှိနှန်းဆောင်ရဲ့မိုးကောင်းကင်ကြီးပြတ်တော်မယ်မင်္ဂလာလဲပေါ်မှာတော့ကျမတို့မဟုတ်ပဲကြားမနစ်ကောင်ကိုထည့်ပေးလိုက်တာပါဒီနဲ့ဆိုမနစ်ကောင်ကိုလက်ထက်လိုက်ရတာတော့အရှိနှန်းဆောင်ရဲ့မိုးကောင်းကင်ကြီးပြိုတော့မှာပဲအားရွင်တို့တွေအရင်ဘဝတုန်းကပထမဆုံးအကြိမ်ထိတစ်ချောင်းနဲ့အတူတူဆောင်းခဲ့တာဘယ်တော့ကလည်းမှတ်မိသေးလားမှတ်မိတာပေါ့ဒါကအရှိနှန်းဆောင်ကိုစားပြီးလက်ထက်ဝင်လာတဲ့ဒုတိယမြောက်လာတော့ကလေးအတိတ်ကပုံရိပ်တွေကျမခေါင်းရဲ့ပြင်းပြင်းအောင်လာတယ်အိမ်ရှိဆန်မင်းသားကမိဖုရားခေါင်ရဲ့အခန်းထဲမှာပဲထပ်ပြီးအိတ်ဆက်ပြန်ပြီးကြောက်ရံကပြောတယ်အဲ့ဒီအချိန်တုန်းကစိတ်တွေလေးနေခဲ့တာခေါင်းထဲမှာဘလို့နိုင်ယူရမလဲဆိုတာပဲတွေးနေခဲ့တာတို့မိသားစုချင်းဂုံတိတ်ခါတူတာပဲကိုဘာလို့နင်းကမိဖုရားခေါင်ဖြစ်ပြီးငါကကိုလုတ်တော်အစ်မဲဖြစ်ရတာလဲလို့အဲ့ဒီတုန်းကအရှိနှန်းဆောင်ရဲ့မိုးရွာတဲ့ညမှာမင်းလည်းအခုလိုပဲကိုတချမ်းလုံးဆူရွှဲနေခဲ့တာငါကလည်းကိုပြန်ကြည့်ပြီးပုံလိုတော်ဆိုးသေးတယ်တကယ်ကိုရဲစရာကောင်းလောက်အောင်မိုင်းမဲခဲ့တာငါသာအဲ့ဒီညကအဖြစ်မှန်ကိုပြောပြလိုက်ရင်မင်းကိုဒီထက်ပိုပြီးမိုင်းမဲတယ်လို့ထင်သွားလိမ့်မယ်နားထောင်ချင်လားမြင်မြန်ပြောစမ်းပါအမှန်တော့အဲ့ဒီနေ့ကမင်းသားကငါခန်းထဲမှာလုံးဝမအိတ်ခဲ့ပါဘူးမင်းကသာမိုးရဲရည်ထဲမှာတညာလုံးအေးစိမ့်ပြီးလူမားသားတူးညအန်တိုနေခဲ့တာကြောက်ရံနဲ့ကျမထီးတူဆောင်ပြီးအတိတ်ကထင်လွဲမှားမှုတွေကိုရဲစရာဖြစ်ပြန်ပြောဖြစ်တဲ့အရင်ပါတူးညကကျမတေခါနီးမှာပြန်ပဲဖြစ်တဲ့ကြောက်ရံကသာကျမနားရှိနေပေးခဲ့တာပါကျမဖေကကျမကိုချင်းမက်ကြီးရဲ့မြေးနဲ့အိမ်အောင်ချပေးဖို့စီစဉ်နေတာကိုတီးတော့ကြောက်ရံလည်းအန်တားကြီးနဲ့သူ့ကိုလည်းသူ့ဖေကချင်းမက်ကြီးရဲ့မြေးငယ်နဲ့အိမ်အောင်ချပေးဖို့စီစဉ်နေကြောင်းပြောတဲ့အဲ့ဒီအဖိုးကြီးနှစ်ယောက်တိုင်ပင်ပြီးစီစဉ်ထားကြတာဖြစ်မဲ့လော်တကြီးနဲ့ကိုအိမ်အောင်ချပေးဖို့ပြင်နေကြတာနှစ်ယောက်စလုံးကစုတ်ခွာဖို့လမ်းအခုပဲရွေးလိုက်ကြတာပဲကျမတို့နှစ်ယောက်ကတော့ညီကိုတွေကိုလက်ထပ်ရမှာတော့ညီမတွေဖြစ်လာကြတော့မဲကြောက်ရံပါတော့ပြောနေရဲ့ဒီလိုနဲ့ကျမတို့လက်ထပ်ပြီးချင်းတော်ကိုရောက်လာကြတဲ့အချိန်မှာပဲအစေခံတယောက်တူးညအင်လာပြီးအိမ်ရှိမင်းသားကလူတွေခေါ်ပြီးအတင်းလာတူးညအင်လာကြောင်းလာလျှောက်တင်တဲ့ချိန်တွက်ကြည့်ရင်အခုချိန်ဝေမယွန်တယောက်သူ့ရဲ့အသေးကျော်ယိုယူဝေးနဲ့မင်္ဂလာဝင်းရရဲ့နူးညံ့ပြောပြမှုတွေကြားမှာနစ်မျောနေရမှာပါတာပဲမဲ့ဝေမယွန်ကတကားကိုကန်ဖွင့်ပြီးတူးညအင်လာခဲ့တဲ့သူ့ရဲ့နောက်မှာကျုံမတို့ရဲ့ညီမနှစ်ယောက်လည်းပါလာခဲ့တယ်မင်းတို့နှစ်ယောက်တတိကောင်းလာကြည်လားလူစားလဲပြီးငါ့ကိုလက်စားရဲတဲ့ပေါ်တော်သေးလို့ငါကဒီလိုမင်းတို့ရဲ့လက်ကွက်ကိုအချိန်မီတိလိုက်ရတာအမြန်ဆုံးပြန်လဲပေးကြစမ်းပါလာတဲ့နှစ်ယောက်ကတူးညအင်ပြောတယ်အိမ်ရှိမင်းသားမိဘသဘောတူတရားတူးညအင်မင်္ဂလာဆောင်ပြီးနဲ့လူတီအောင်ကန်တော့ပြီးမို့ကျမတို့အသက်ကအိမ်ရှိမင်းသားနဲ့ဆောင်နေတာဆိုင်ပါတော့တယ်မိုင်းမဲလိုက်တာဒီလိုမျိုးဆိုးလို့စိတ်တက်ဆန်နေရှိတဲ့အမနှစ်ယောက်ကမင်းတို့ကိုစီးစိမ်ချမ်းသာပေးဖို့စေတနာမှန်နဲ့ဖြီးစည်းပေးခဲ့ရဲ့လို့တကယ်ပဲထင်နေတာလားဝေမရွယ်ရဲ့စကားကြောင့်ညောင်ယူကကျမတို့စီပြန်လဲလာပါတော့တယ်အမတော်မင်းသားပြောရဟုတ်လားတကယ်လို့အမကသာကျမကိုချင်းနေနှုံးလို့အတုံးချရဲ့ရင်အသက်နဲ့လဲပြီးလုံးတူးညအလျော့ပေးမှာမဟုတ်ဘူးကြောက်ရံကဒေါသထွက်ပြီးတူးညအဝီးနောက်တွေမစင်စားတတ်ကြဘူးဆိုပြီးထော်ပါတော့တယ်ကျမကြောက်ရံကိုဆွဲထိန်လိုက်ပါတယ်ဒီနှစ်ယောက်ဒီလိုနားချလို့မရပါဘူးငါတို့အားလုံးကမျိုးနွယ်တူညီမတွေပဲအရှိနှန်းဆောင်မှာတည်တံထိုက်တဲ့အဖြစ်မျိုးလုံးမိရင်ဆွေခုနှစ်ဆက်မျိုး90ပါပျက်စီးသွားနိုင်တယ်မင်းတို့ရဲ့အနာဂတ်နဲ့ဘယ်တော့မှနောက်ပြောင်မှာမဟုတ်ဘူးကျမစကားကိုကြားတော့သူတို့အနေငယ်စိတ်ပြော့သွားကြတယ်အမတော်ကျမတို့နှစ်ယောက်အရှိနှန်းဆောင်မှာတကယ်စီးစိမ်ချမ်းသာတွေခံစားရအောင်ကူညီပေးမှာလားကူညီပေးအောင်တင်မကဘူးမင်းတို့ဒါငင်းတူးညအနေရင်တူးညအန်ကြီးချုပ်အိမ်တော်နဲ့စစ်တူကြီးအိမ်တော်ကမင်းတို့အတွက်အခိုင်အမာဆုံးကြောထောက်နောက်ခံဖြစ်ပေးလိမ့်မယ်ဒါပေမဲ့နန်းတော်ထဲရောက်ရင်အရင်ကရန်ညိုးတွေကိုမေ့ဖြောက်ပြီးစီးလုံးရမယ်စိတ်တူးညအမကွဲရဘူးဒါဝိဒီချက်ကိုအပြင်ဘက်ကိုပဲထားရမယ်ကျမပြောတဲ့အတိတ်ပဲကိုနှစ်ယောက်လုံးသဘောပေါက်ကြတဲ့နန်းတော်ထဲမှာလျိုယူဝေရှိနေတမ်းမြသူတို့ဘာယာတို့အာနာကိုမှမမျှော်မှန်းနိုင်ဘူးဆိုတာကိုပေါ့ဒါပေမဲ့သူမတာလောကထဲမှာမရှိတော့ရင်တော့အမတော်စိတ်ချပါအဲ့လိုတနာဟန်ဆောင်တတ်တဲ့မြေခွေးမမျိုးကကျမတို့အတွက်ဘာမှမဟုတ်ပါဘူးဒါပေမဲ့ဒီညတော့အိမ်ရှိမင်းသားပြတာနာကိုကြော်ဖြတ်နိုင်အောင်အရင်ကူညီပေးပါကျမတို့ပြောနေကြတော့ဝေမယွန်ကစိတ်မရှိတော့တဲ့လေတန်းနဲ့ကျမနဲ့ကြောက်ရံကိုအိမ်ရှိနှန်းဆောင်စီလိုက်ခဲ့ဖို့အမိန့်ပေးတယ်အိမ်ရှိမင်းသားကိုမေးပါရစေအကျော်ရဲ့အမိန့်တော်မှာမိသားစုနှစ်စုမဟာမိတ်ပြုလက်ထပ်ဖို့ပဲပါခဲ့တာပါတေချာပေါက်လက်ထပ်ဖို့နမီတက်ပြီးမင်းကြားခဲ့လို့လားလုံခဲ့တဲ့3ရက်ကမိသားစုနှစ်စုရဲ့သမီးတွေကကိုလုတ်တော်ဖြစ်ခံယူတူညာအံ့တယ်လို့ပဲပြောခဲ့တာလက်ထပ်ရမှာကျမတို့ဘာလို့တခုမှမပြောခဲ့ပါဘူးအမိန့်တော်ကိုတလုံးမှမဖီဆန်ထားပါဘူးအိမ်ရှိမင်းသားကသာနားလည်မှုလွဲတာနေမှာပါကျမစကားကြောင့်ဝေမယွန်ခေါင်းမှာကြိုက်သွားပါတော့တယ်ကိုရောမိုင်းတွေတော့မိတယ်ပဲထားဦးကိုရောကအရှင်သခင်ဖြစ်ပြီးမင်းတို့ကအစေခံတွေပဲကိုရောကလူလဲဖို့အမိန့်ပေးရင်မင်းတို့လိမ္မာတစ္ဆာရှိအမိန့်ကိုနာခံရမယ်ဒီချိန်မှာတော့တစ်ချိန်လုံးနှုတ်ဆက်နေခဲ့တဲ့အမတ်ကြီးကတူးညအင်ပါလာပါတော့တယ်အိမ်ရှိမင်းသားကတကယ်ကိုအချိန်ဝါကြီးမလာပါတကားမင်းသားကလူတွေကိုခေါ်ပြီးကျောင်းရဲ့အိမ်တော်ရဲ့ကိုအတင်းတမဝင်ရောက်စီးနှင်းခဲ့တဲ့ဒါကကျောင်းလိုအမတ်အိုကြီးရဲ့ရှေ့မောက်မှာတင်ကျောင်းအိမ်တော်ကိုခုတင်ရောက်ရှိလာတဲ့ချွေးမဖြစ်သူတွေကိုပြောင်းကြလူယူနေတာလားအမတ်မင်းကြီးကကျွန်တော်တို့အင်ပါယာကိုတည်ထောင်ခဲ့တဲ့သူရဲကောင်းကြီးဖြစ်ပြီးနိုင်ငံတော်ရဲ့တောက်တိုင်တစ်ခုလေးကိုတော့ဘလောက်ပဲတတိကောင်းကောင်းအမတ်မင်းရဲ့လူကိုလာလို့ဖို့အထိတော့မရဲဝံ့ပါဘူးဒီချိန်မှာပဲကျမတို့ရဲ့ခင်မုန်းတွေကလက်ထက်စာချုပ်တွေယူပြီးတူးညအင်လာပါတော့တယ်လက်ထက်စာချုပ်တွေမြင်တော့ဝေမယွန်တယောက်ထိတ်လန့်ပြီးဘာစကားမှတောင်မပြောနိုင်တော့ဘူးအာယွင်မင်းတို့နှစ်ယောက်ကြိုတင်ကြံစီထားကြတာမဟုတ်လားမဟုတ်ရင်ဘာလို့ဒီလောက်ကိုက်ညီရတာလဲဘာလို့ဒီနေ့မှအတင်းလျင်စလို့နဲ့အမတ်မင်းအိမ်တော်ကိုလာပြီးစုပြောင်းစစ်ဆက်ရတာလဲမင်းတို့တွေကိုတော့ကိုလှည့်စားပြီးထောင်ချောက်ဆင်နေကြတာမင်းသားတွေးလို့နေပါပြီတကယ်တော့ကျမနဲ့အားကြောက်ကချင်းမိသားစုကတခင်လေးတွေနဲ့ရှေးကလေးကတန်ရောစင်ရှိခဲ့တာပါမင်းသားရဲ့စိတ်ဆန္ဒကိုတီးရလို့မိသားစုနှစ်စုစလုံးကငယ်ကျွမ်းဆွေတန်ရောစင်ကိုဆွလို့ဖို့ဆုံးဖြတ်ခဲ့ကြတာဒါပေမဲ့မင်းသားကကျမတို့ကိုမျက်စိကျခြင်းမရှိတဲ့အတွက်ကျမတို့နှစ်ယောက်လည်းမတက်တာပဲနောက်ဆုတ်ပေးခဲ့ပြီးရွေးချယ်မှုအစ်စ်ကိုလုပ်ခဲ့ရတာပါဒါပေမဲ့ကိစ္စမရှိပါဘူးညနဲ့ဝမိသားစုနှစ်စုစလုံးမျိုးဆက်ဆက်ကအရင်တခင်ပေါ်တစ္ဆာရှိပြီးနိုင်ငံချစ်စိတ်ရှိကြသူတွေပါတကယ်လို့မင်းသားကအခုမှနောင်တရပြီးကျမတို့ကိုအရှိနှန်းဆောင်တဲ့အတင်းတမလက်ထပ်ခေါ်သွင်းခြင်းနဲ့ဆိုရင်ကျမတို့နှစ်ယောက်ကတော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာအတွက်အခုချက်ချင်းစုရောင်းခြင်းကိုဖျက်ဆီးပေးပါမယ်ချက်အမတ်မင်းကြီးရဲ့ကြီးမားတဲ့မေတ္တာကရုဏာတော်ကိုပဲတောင်းပန်ဖို့ရှိပါတယ်မင်းမတယောက်အတွက်နဲ့အမတ်မင်းအိမ်တော်ကအခုတင်စစ်ဆက်ထားတဲ့မင်္ဂလာပွဲကိုဖျက်ဆီးလိုက်တယ်
ဆိုတာကိုကျော်မင်းမြတ်ရဲ့နားထဲကိုပြန့်နှံ့သွားခဲ့ရင်တော့အိမ်ရှိမင်းသားနေရာဟာလည်းမြဲပါတော့မလားပဲကျမစကားကိုကြားတဲ့မင်းသားကတော့ဒေါသတွေကိုမျိုးသိပ်ပြီးခံပြင်းမှုကိုအကျိတ်နဲ့ခံနေရပါတော့တယ်ဒီလိုဆိုမှတော့ကိုတော်လည်းအတင်းကျပ်မလုပ်တော့ပါဘူးလူကြီးလူကောင်းဆိုတာသူတစ်ပါးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပဲသူတို့နှစ်ယောက်လည်းမစိုးပါဘူးမင်္ဂလာဦးရှိကိုပြီးပြီဆိုတော့အခုကစားပြီးကိုတော်ရဲ့ကျင်ရတော်တွေချစ်သွားကြပြီးသူတို့တွေကိုတော်ပေါ်တိတက်ပြီးငြိမ်ငြိမ်ဝက်ဝက်နေတိုက်၍တော့ကိုတော်နောင်မှာနှိမ့်ဆက်ညင်ဘက်မှာမဟုတ်ပါဘူးဝေမယွန်ကတော့မတက်တာတဲ့အဆုံးကြားမနစ်ကောင်ကိုလက်ခံလိုက်ရပါတော့တယ်မင်းတို့နှစ်ယောက်တေးတေးချာချာမှတ်ထားကြအရှိနှန်းဆောင်ကိုပထမဆုံးဝင်ချင်းမှာကိုထင်ကြီးပြီးအဆင့်တန်းမြင့်တယ်လို့မတတ်မှတ်မိစေနဲ့အိမ်ရှိမင်းသားကယုံမိသားစုအပေါ်အကန့်အသတ်မရှိဗလိုက်တာမိသားစုကုန်ချက်ကိုအားကိုးပြီးသူ့ကိုဖိနှိပ်နိုင်မယ်လို့ထင်နေရင်တော့အကြီးကျယ်မားသွားလိမ့်မယ်နန်းတော်တဲ့ရောက်ချင်းမနာလိုဝင်တို့စိတ်တို့နဲ့ပြိုင်ဆိုင်ပြီးအတင်းကျပ်လုပ်မယ်ဆိုရင်မင်းသားရဲ့စိတ်ဆိုးဒေါသကိုပဲလုံဆော်မိလိမ့်မယ်နောက်ဆုံးတော့မင်းသားရဲ့ဗလိုက်မှုအောက်မှာမင်းတို့တွေကိုယ့်တက်ကိုယ်တောင်အဖက်ဆယ်နိုင်မှာမဟုတ်ဘူးတာကြောင့်စိတ်မလောကြနဲ့ဦးမင်းတို့ရဲ့စိတ်ဆိုးမှန်ဆိုးတွေကိုတင်ထားပြီးရေရှည်အတွက်ဖြည်းဖြည်းချင်းသွားမဲ့နေလန်းကိုရှာဖွေကြစိတ်ချပါအမညီမလေးတင်ကန်းစာရပါပြီစောင်းစစ်တူရင်စာပေပန်းချီဆိုတဲ့ပညာရက်တွေမှာတော့ကျမတို့ကအမတို့ထက်တကယ်ကိုနှိမ့်ကြပါတယ်ဒါပေမဲ့ဒီနောက်ဆောင်ထဲမှာပြည့်ရစင်ပြီးအကွက်ချတိုက်ခိုက်ရမယ့်ကိစ္စမှာတော့ကျမတို့ကအမတို့ထက်အများကြီးတာပါတယ်ကျမကျေနဲ့စွာပြုံးလို့မိတယ်ဒါဆိုရင်တော့ဒီရှေ့နန်းတော်ထဲမှာမင်းတို့တွေအောင်ပွဲခံနိုင်ပါစေလို့ဆုတောင်းပေးပါတယ်တခုခုဆိုအမတို့စီစာပို့ပြီးအကူအညီတောင်းနိုင်တဲ့မိသားစုရဲ့အကျိုးစီးပွားကိုမထိခိုက်သေးပဲပေါ့အမတို့ကမျိုးအနေနဲ့တက်နိုင်သမျှကူညီပေးသွားမှာပါကျမစကားကိုကြားတော့ကျမညီမကမျက်ရည်တွေတူးညာအိမ်ရင်တောင်းပန်ပါတော့တယ်ကျမတို့ကတွေးရင်ညီမတွေပါပဲအိမ်ထဲမှာဘလောက်ပဲရန်ဖြစ်ပြင်ပလူတွေရဲ့မျက်စိထဲမှာတော့တို့ကလေတစင်းနဲ့စီလက်တပွားတဲ့တောက်ကြမဲ့သူတွေပဲနန်းတော်ရဲ့ရောက်ရင်ကိုကောင်းကောင်းကျူးဆိုင်ဖို့နဲ့အမတို့အဖေတို့ကိုစိတ်မပူစေနဲ့ဖို့မာရင်ပြန်လွတ်လိုက်ပါတော့တယ်သူတို့ပြန်သွားတော့ကြောက်ရံကမကျေနပ်တဲ့လေတံလေးနဲ့ကျမကိုစူပါတော့တယ်သူတို့နှစ်ယောက်တုန်းကအဆောင်တော်မှာမျက်နှာသားရဖို့တို့တွေကိုအကွက်မျိုးစုံနဲ့ဘယ်လိုတောင်ဒုက္ခပေးခဲ့လဲဆိုတာနေမေ့သွားပြီလားကျမမမေ့ပါဘူးတခုချင်းစီတိုင်းကိုအကုန်မမိနေတာပါသူတို့နှစ်ယောက်ရဲ့ကောင်းတူဆိုးဖက်အသက်ပေးမယ်ဆိုတဲ့စကားကကျမတို့မိသားစုနှစ်စုပေါင်းဖက်ကွက်စင်ဖို့နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့သူတို့ကိုကျေးဇူးတင်တတ်အောင်လုပ်ပြီးတို့အတွက်လူသက်သားဖြစ်အသုံးချရမယ်ကျမစကားကိုကြားတော့ကြောက်ရံကပျော်သွားပြီးထပ်ပြောပါတယ်အဆင်မရှိတဲ့သူတို့ရဲ့အိမ်တွင်းတိုက်ကွက်လေးတွေကနွဲလျချင်းအောင်ဆောင်နေတဲ့ယိုယူဝေးနဲ့ထိတိုက်တွေ့ရင်အလုပ်ဖြစ်ပါမလားမသိဘူးအမှန်တမ်းပြောရရင်အရှိနှန်းဆောင်ကဆက်လာမယ်ပြဆက်ကောင်းကိုငါတော်တော်လေးမျှော်လင့်နေမိတယ်မလောပါနဲ့နန်းတွင်းတွေကတိုက်ပွဲဆိုတာဘယ်တော့မှတရက်နှစ်ရက်နဲ့အပြေထွက်တာမဟုတ်ဘူးတို့တွေကနေရာကောင်းမှအေးအေးဆေးဆေးထိုင်ပြီးပြဆက်ကိုဖြည်းဖြည်းချင်းကြည့်နေုံပဲနှစ်လကြာပြီးနောက်ဒီနန်းတွင်းရဲ့အခြေအနေတွေကကျမစိတ်ကူးထားတာထပ်ပို့ပြီးစိုးနေတဲ့နှစ်လမှတိုင်ကင်းကဝေမယွန်ကအိမ်ရှိဆန်ဖြစ်ထိုင်စန်းတောင်ကိုနှက်ပူစော်ဖို့သွားခဲ့တဲ့အရှိနှန်းဆောင်ကကျင်ရတော်သုံးပါးကိုခေါ်သွားတော့လမ်းမှာလှုပ်ကြံသူတွေနဲ့တိုးခဲ့တဲ့ဝေမယွန်ကိုကာကွယ်ဖို့အတွက်ကျမညီမကရင်ဘတ်ကိုဓာတ်နဲ့ခုတ်ခံရပြီးအသက်လုခဲ့ရတဲ့ကြောက်ရံညီမကတော့လက်ကောက်ဝစ်ကြော်အထက်ခံခဲ့ရတယ်ဒါပေမဲ့ယိုယူဝေကတော့ပုံနေခဲ့လို့ဘာတန်ရာမှမရပဲဘေးကင်းခဲ့တဲ့အဲ့ဒီနောက်ပိုင်းကစားပြီးဝေမယွန်ကလက်အိုယူဝေပေါ်သဘောထားပြောင်းလဲသွားတဲ့သူမရဲ့အဆောင်တော်ကိုဘယ်တော့မှချေမချတော့ဘူးထိုင်စန်းတောင်လန်းကပုံကန်သူတွေဆိုတာမင်းတို့နှစ်ယောက်တိတ်တဆိတ်ရှာထားတာမလားကျမစကားကိုကြားတော့ကျမညီမကတောက်လက်စီရင်နှွေးကွက်ကိုချပြီးရဲလိုက်ပါတော့တယ်အမတော်ရဲ့မျက်စိကိုဘာမှဖုံးကွယ်လို့မရပါလားအမတော်ကတကယ်ပဲပါနဲ့တဲ့ရင်ကထီးနှက်လူပွဲမှာပါဝင်ခဲ့တဲ့သူပုံတွေကပျောက်ကွယ်သွားပြီးအဲ့ဒီလူတွေကိုကျမကငွေမြောက်များပေးပြီးတော့နေဆက်တီပါမောင်ခိုစေးကနေငားရလာတဲ့အတတ်မမှုတဲ့ဒေါ်တာပြတွေအယောင်ဆောင်ခိုင်းထားတာကျမတိတလောက်တော့ယိုယူဝေးကအိမ်ရှိဆန်ပေါ်ထားတဲ့တန်ရောစင်ကအကုန်လုံးအတူတော့မဟုတ်ပါဘူးအိမ်ရှိဆန်အနေနဲ့ကြုံရင်သူတကယ်ပြစ်ထားမှာမဟုတ်ဘူးတာကြောင့်သူလန့်ဖြတ်ပြီးကူတဲပုံးနေခဲ့ရတယ်ဆိုတာလေကျမတို့ညီမတွေစင်ထားတဲ့အကွက်တစ်ခုပဲဖြစ်ရမယ်ကျမစိတ်ထင်တာကိုမေးတော့ကျမညီမကစိတ်ပါလက်ပါနဲ့ကိုပြန်ပြေတာဟုတ်တယ်စစ်တဝက်အတူတဝက်ကမှလူကိုအသက်ထွက်စေနိုင်တာလောက်ကြံသူတွေပေါ်လာတာနဲ့ညမိဘအိမ်ကတိတ်တဆိတ်မွေးထားတဲ့တပ်သားတွေကရုံရင်ဆန်ခတ်ဖြစ်တုံလျိုယူဝေကိုဖမ်းခေါ်သွားပြီးကူတဲကိုအဓမ္မထည့်ပိတ်ထားလိုက်တာအနေရကင်းသွားမှပြန်လွတ်ပေးခဲ့တာလျိုယူဝေစခန်းပြန်ရောက်တော့အဖမ်းခံရတာပါလို့အတင်းရှင်းပြပေမဲ့သူမကိုပေါ်မှာချစ်ရတခုတောင်မရှိဘူးကျမနဲ့ညက်ယူရှန်တို့ရဲ့သွေးတန်ရဲရဲ့ဒဏ်ရာတွေနဲ့နှိုက်ရှင်လိုက်တော့အိမ်ရှိဆန်ကသူမရဲ့လိန်ညာစကားတွေကိုဘယ်ုံပါမလဲအိမ်ရှိဆန်ကလူမီအားရှိမှသူမကိုအသက်ရှင်ခြင်းလို့ကြောက်ပြေးရမလားဆိုပြီးဒေါသတကြီးဆဲဆိုခဲ့တယ်အမှတော့မမြင်လိုက်ရဘူးအဲ့တော့ကယိုယူဝေရဲ့မျောလင်းချက်မဲ့နေတဲ့မျက်လုံးတွေကိုတကယ်ကိုကျင်းနဲ့စရာကောင်းလိုက်တာပြောရင်ကျမညီမကအကျင်းနဲ့ကြီးကျင်းနဲ့နေတော့တယ်တကယ်ပဲလူယုံမာကိုလူယုံမာနေနဲ့ပဲနေရတာပဲလျိုယူဝေရဲ့ဟန်ဆောင်မှုကသူတို့ရှေ့မှာတော့တိုက်ခိုက်စရာတော့မလိုပဲပြိုလဲသွားတာပဲဒီလိုနေလက်မျိုးတွေကိုတော့ကျမနဲ့ညဲကြောက်ရံကသူတို့ကိုတကယ်မမိဘူးဒီတစ်ကွက်မှာတော့မင်းတို့အပိုင်နိုင်ရသွားတာပဲဒါဆိုနောက်ထပ်ဘာဆက်လုပ်ဖို့စိတ်ကူးရှိလဲနောက်ဆိုရင်တော့သူမကိုအကြက်ရိုက်ပြီးအတင်းရုံးကန်လာအောင်တွေးထိုးဆွဲရမှာပေါ့ကျမနဲ့ညဲယူရှမ်းကနန်းတွင်းသမားတော်ကိုငွေမြောက်များပေးပြီးကျမတို့နှစ်ယောက်လုံးတပြိုင်တည်းကိုဝန်ရှိနေတယ်ဆိုတဲ့သတင်းကိုလှုပ်ကြံလိုက်တယ်ပြီးတော့သူ့ဆောင်ကအစေခံတွေကိုလည်းလက်ထိုးပြီးနေ့တိုင်းသတင်းတွေပေးခိုင်းထားတဲ့ယိုယူဝေးကတော့ဘလို့မှငြိမ်နေမှာမဟုတ်ဘူးသူတခုခုလုပ်ဖို့လက်ရဲဆက်ရဲဖြစ်လာရင်ကျမတို့နှစ်ယောက်ကအခွင့်ကောင်းယူပြီးကိုဝင်ပြက်ကြချင်အောင်ဆောင်လိုက်မယ်ပြီးရင်သူ့ကိုတော်ဝင်မျိုးနွယ်စုကိုအစိတ်ခတ်တဲ့အမှုကြီးတက်ဆင်ပြစ်လိုက်မယ်အဲ့ဒီချိန်ကျရင်အိမ်ရှိဆန်လဲသူမကိုဘလို့မှကာကွယ်ပေးနိုင်တော့မှာမဟုတ်ဘူးတော်ဝင်မျိုးဆက်ကိစ္စကတင်းငယ်တဲ့ကိစ္စမဟုတ်ဘူးမင်းတို့လှုပ်ဆောင်တဲ့အခါဘေးကင်းအောင်တတိထားပါကိုစီအမာယွင်ပြန်ပတ်မလာစေနဲ့ဦးရှူယူဝေကိစ္စကိုလုံးဝပြည့်ရှင်းပြီးသွားရင်ဒီအရှိနန်းတော်ထဲမှာလက်လက်နေရဲ့အိမ်ရှိဆန်မိဖူရနေရကိုလူယူခြင်းနဲ့အမဘလို့ထင်လဲကြောက်ရံရဲ့ညီမညက်ဝူရှမ်းလဲတကယ်ပဲဒီလိုကြမ်းစီနေတာပဲသူတို့တွေပူပေါင်းပြီးပြန်ဘက်တွေကိုဖယ်ရှားပြီးတဲ့နောက်တစ်ဆင့်ကတော့တယောက်နဲ့တယောက်တက်ဖြတ်ကြမှာအသေးချပဲဒါဟာကျမဆန္ဒနဲ့အကိုင်းကြီးဆုံးပဲလျိုယူဝေတာမရှိတော့ရင်ဝေမေယွန်ဟာအကျိုးမြတ်ကိုပဲတွက်ချက်တတ်တဲ့သွေးတဲ့အိမ်ရှိဆန်ပြန်ဖြစ်သွားလိမ့်မယ်သူတို့တွေဘလို့ပဲပြန်ဆိုင်ပါစေသူဟာဝမ်းနဲ့ညက်မိသားစုနှစ်ခုလုံးကိုမျက်နှာပြအောင်လုပ်မှာမဟုတ်ဘူးညီမလေးအခုအမနဲ့ညက်ကြောက်ရံဟာအိမ်တော်တစ်ခုထဲမှာအတူတူရှိနေပြီးအလွန်ရင်းနှီးတဲ့လင်းကြီးမတွေချစ်နေပြီးတကယ်လို့အဲ့ဒီချိန်ကျရင်မင်းကညက်ဝူရှမ်းနဲ့တေချာပေါက်အသေးလဲပြန်ကျင်နေဆိုရင်ငါမကန့်ကွက်ပါဘူးဒါပေမဲ့ငါဝမ်းမိသားစုရဲ့အဆက်အသွယ်တွေကိုတုံးပြီးမင်းကိုလုံးဝကူညီတော့မှာမဟုတ်ဘူးဒီလန်းကဘလောက်ကြီးကျန်းလဲဆိုတာမင်းကိုယ်တိုင်ပဲရင်ထဲမှာတေချာစဉ်းစားထားပါကောင်းပါပြီအမစီကဒီစကားတခွန်းကြားရရင်တင်လုံလောက်ပါပြီအမစိတ်ချပါဒါကကျမတို့နှစ်ယောက်ကိုစီရေးချင်းအနေဖြည့်ရှင်းရမယ်ပုဂ္ဂလိကကိစ္စပါအောင်မြင်မှုကြရှုံးမှုဆိုတာကံတရားပေါ်မှာပဲမူတည်ပါတယ်ကျမဘယ်တော့မှဘေးဒုက္ခတွေကိုအပြင်ကိုကူးဆက်စေမှာမဟုတ်သလိုအမနဲ့ဝမ်းမိသားစုကိုနည်းနည်းလေးတောင်ထိခိုက်စေမှာမဟုတ်ပါဘူးကျမညီမပြန်သွားတဲ့နောက်တော့ကြောက်ရံရောက်လာပါတယ်အာယွင်
နင့်မာတင်ကြိုတင်မြင်နိုင်တဲ့အမျှော်မြင်ရှိတာပဲနေမနက်ကလူလွတ်ပြီးစာဖို့တတိပေးတယ်ငါညီမကိုသွားမရဖို့လေငါနဲ့စကားကိုနားထောင်ခဲ့ပါတယ်ဒါပေမဲ့ငါစဉ်းစားလို့ကိုမရနိုင်ဘူးဖြစ်နေရဲ့သူတို့နှစ်ယောက်ကဘာပဲပြောအခုတော့မဟာမိတ်တွေပဲလေတကယ်လို့ငါတို့တွေဝင်มาပြီးဖိအားပေးပြီးသူတို့ကိုမပြန်ကြဖို့ဖြောင်းဖြပြီးအေးဆေးဆေးဖြတ်တန်းသွားမယ်ဆိုရင်ပိုပြီးမကောင်းဘူးလားသူတို့တယောက်နဲ့တယောက်အပြန်အလှန်တက်ဖြတ်နေကြတာကိုဘာလို့ကြည့်နေရမှာလဲပထမချက်ရီမန်းချက်အလုံးကြီးမှပြီးအာနာမက်ပြီးမျက်စိကန်းနေတဲ့လူတွေကိုတော့ငါတို့တွေဖြောင်းဖြလို့ရမှာမဟုတ်ဘူးအတင်းကျပ်သွားဖြောင်းဖြရင်သူတို့ကငါတို့ကိုပါရန်သူလို့ထင်သွားစေလိမ့်မယ်ဒုတိယချက်အားကြောင့်နင်းစင်းစားကြည့်ဦးတကယ်လို့အရှိနန်းတော်ထဲမှာတာယာအေးချမ်းနေမယ်ဆိုရင်အဲ့ဒါအိမ်ရှိဆန်အတွက်ပြောဖို့ကောင်းနေမှာပေါ့သူတို့နှစ်ယောက်ကိုနန်းတွင်းထဲမှာတွေးထွက်တန်ရုပ်ဖြစ်အောင်အေးချမ်းမှုမရှိအောင်ပေးမတိုင်ပဲတားလို့မဖြစ်ဘူးဝေမင်ယွမ်ကိုနေရောညပါနန်းတွင်းရဲ့ပြည့်ရည်တွေနှိမ့်ဆက်မှုတွေနဲ့အကြံစီတွေကြားထဲမှာခံစားနေရအောင်လုပ်ရမယ်အဲ့ဒီမျက်စိကန်းနေတဲ့တစ္ဆာဖောက်ယောက်ျားကတော့ကြောက်ရတဲ့ညာတန်းကောင်တွေမှာရုတ်တရက်ရင်ခွဲမတက်တတိယလာပါလိမ့်မယ်အဲ့ဒီတုန်းကငါတို့ရှိစဉ်ကမလို့ချင်ပဲသူအပေါ်စိတ်ရင်းမှန်နဲ့အကောင်းဆုံးဆက်ဆံခဲ့တာတွေကိုပေါ့ဒီလိုနဲ့အချိန်နှစ်လကြာသွားခဲ့ပါတယ်ကျမနဲ့ကြောက်ရံပန်းဖြေနေတော့ကျမတို့ခင်ပွန်းတွေအပြေးလွှားရောက်လာကြပါတယ်အရှိနန်းတော်မှာလူသေးမှုဖြစ်ပွားခဲ့ပြီးရိုယူဝေကကိုဝန်ရှိစာကိုလုတ်တော်နှစ်ယောက်စီသွားလဲတာကိုဝန်ဆောင်ဝင်ချက်ချင်းပဲတွေ့ဆင်းပြီးကိုဝန်ပြက်ကျသွားကြတယ်တော့ဝင်စင်းဖွဲ့ကဆရာဝန်တွေအပြေးလွှားလာရောက်စစ်ဆေးကြတာအဲ့ဒီမုံတွေထဲမှာပြင်းထန်တဲ့အမုံနဲ့ကိုဝန်ပြက်ကျတဲ့ဆေးတွေကိုချက်ချင်းစစ်ဆေးတွေ့ရှိရတယ်လူကပစ္စည်းကအမိဖမ်းမိတာတက်တေကအထင်ရှားပါရှိုယူဝေဟာချက်ချင်းပဲယာရုကနေဖယ်ရှားခံရပြီးထောင်ထဲကိုအကျဉ်းချလိုက်ရတယ်မတရားပါဘူးလို့ဘလို့ပဲအော်ဟစ်နေရင်မဲ့ဒီနေ့မိုးလင်းခါနီးမှာပိုးကျုပ်ဖြူတစ်ချောင်းအနှင်းခံရပြီးကိုအဆုံးစီရင်ဖို့အမိတ်ပေးခံလိုက်ရတဲ့နတ်မျောစရာပဲအိမ်ရှိဆန်ကအချစ်ကြီးပေးမဲ့လဲမကာကွယ်နိုင်ခဲ့ဘူးအခုတော့လူလောကနဲ့ဒေချင်းတရားချသွားခဲ့ရပြီးလူရုံမာကိုဖယ်ရှားပြီးပြီဆိုတော့ဇလန်းကောင်းကအခုမှဆက်တာပေါ့အိမ်ရှိဆန်တယောက်မိမတွေကြားထဲမှာကြံရှိတဲ့ဘဝတက်တန်းတစ်လျှောက်လုံးဘလို့ဝေဒနာတွေနဲ့ဖြတ်တန်းမလဲဆိုတာကျွန်မစောင့်ကြည့်ချင်သေးတယ်အားယွင်ကလဲစားချင်နိုင်ခဲ့ပြီကိုနင်းကြည့်ရတာတိတ်ပြီးမပျော်ရွှင်တယ်လို့ပဲအားကြောက်အချိန်တွေကြာလာတော့အဲ့ဒီနာကြီးစရာကလဲစားချင်မှုတွေကိုငါဖြည်းဖြည်းချင်းလွတ်ချနိုင်ခဲ့ပါပြီအခုဝေမင်ရဆိုတဲ့အဲ့ဒီယောက်ျားကိုတွေးမိရင်ပြင်းစရာကောင်းတယ်လို့ပဲခံစားရပြီးဘာစိတ်ဝင်စားမှုမှမရှိတော့ပါဘူးနင်ဒီနေ့ပြန်ရောက်ရင်မျက်စစ်တင်တာပဋိချုပ်ကြီးကိုပြောလိုက်ပါဒီနေ့ကစားပြီးငါတို့ဝမ်းညက်မိသားစုနှစ်ခုဟာနန်းတွင်းထဲမှာအဆက်အသွယ်ပို့လို့ရမယ်ပြီးတော့အရှိနန်းတော်ကိုခဏသွားပြီးဂယူးဆိုင်ကျောင်းနဲ့တစ္ဆာရှိကျောင်းပြသဖို့အတွက်လက်ဆောင်တွေအများကြီးပြင်ဆင်ထားရမယ်ဒီလိုဆိုရင်သူတို့အရှိနန်းတော်မှာအာနာနဲ့အကျိုးမြတ်အတွက်ရန်ဖြစ်ကြတဲ့အခါအေကီယောမင်းမြတ်ကလည်းဒါဟာမိမတွေကြားတဲ့ကတဝင်းတို့ပြီးရန်ဖြစ်ကြတဲ့ကိုရေးကိုတာကိစ္စလို့ပဲထင်လိုက်မယ်ငါတို့မိသားစုကြီးနှစ်ခုကနောက်ွယ်ကနေတွေးထိုးပေးနေတယ်လို့ဘယ်တော့မှတန်တရားဝင်မှာမဟုတ်ဘူးရိုယူဝေတေဆုံးပြီးနောက်အရှိနန်းဆောင်မှာမြေခွေးမနှစ်ကောင်ရဲ့မိဖူရနေရလူပွဲဆက်တင်ခဲ့ပါပြီးဝေမင်ယွမ်ကတော့နှစ်ဆက်လောက်အစားသွားတဲ့မျက်နှာနဲ့ကျမစီကိုရောက်လာခဲ့တယ်အားယွင်အားကြောင့်ကိုတော်တောင်းပန်ပါတယ်ကိုရောကိုစားမင်းတို့ညီမတွေကိုကူညီပြီးဖြောင်းဖြပေးကြပါဦးအခုလက်လက်နေတဲ့အိမ်ရှိမိဖူရနေရအတွက်သူတို့နှစ်ယောက်စလုံးဟာလုံးဝရင်းနေပြီလို့ဖြစ်နေကြပြီးစိတ်ခက်ပြီးမဟုတ်မမှန်ဆွဆွဲတာတွေကိုပိုင်ဥပဒေနဲ့နှိပ်စက်တာတွေအထိလုံးနေကြတယ်ကိုတော့အရှိနန်းဆောင်ကိုပြန်လာတိုင်းသူတို့ရဲ့အဆုံးမရှိတဲ့ငိုယိုတိုင်းတန်တွေကိုနားထောင်နေရတာဒီလိုနေ့ရက်တွေကိုတကယ်ပဲမခံစားနိုင်တော့ဘူးအိမ်တော်မှာရှိစဉ်ကလေးကကျမတို့နှစ်ယောက်လည်းအရှင်မင်းသားရဲ့အခြေအနေကိုကြားသိခဲ့ရလို့စောစီစီကလေးကနန်းတွင်းထဲဝင်ပြီးဖြောင်းဖြပေးဖို့စာလွှာတင်ခဲ့ပါတယ်ဒါပေမဲ့အခုသူတို့နှစ်ယောက်ကတရားဝင်ပွဲမိရထားတဲ့ကျင်ရတော်တွေချစ်နေပြီးသူတို့ရဲ့အဆင့်တန်းကကျမတို့လိုအမတ်ကတော်တွေထက်ပိုမြင့်နေပါတယ်သူတို့ကဆိုတင်နားမထောင်ဘူးဆိုရင်လည်းကျမတို့အနေနဲ့စီးကြော်ပြီးတွားရောက်ပြစ်တင်လို့မရပါဘူးကျမတို့တက်နိုင်တဲ့လောက်မစွမ်းဆောင်နိုင်တာကိုလည်းအရှင်မင်းသားနားလည်ပေးဖို့မျှော်လင့်ပါတယ်ဟုတ်ပါတယ်အရှင်မင်းသားကျမတို့ညီမနှစ်ယောက်လည်းအရှင်မင်းသားရဲ့စိုးရိမ်ပူပန်မှုတွေကိုကူညီဖြေရှင်းပေးချင်တာပေါ့ဒါပေမဲ့နန်းဆောင်တွင်အားပြိုင်မှုဆိုတာနောက်ဆုံးတော့အရှင်မင်းသားရဲ့အိမ်တွင်းရေးကိစ္စပဲလေတာအပြင်တစ်ခုလောက်ခတ်တာနဲ့တပြင်းလုံးကိုတက်ရောက်စေနိုင်တဲ့တော်ဝင်မိသားစုရဲ့ကိစ္စလည်းဖြစ်နေတယ်ကျမတို့လိုအမှုထမ်းတွေအနေနဲ့တတိတွေဘလောက်ပဲကောင်းနေပါစေအိမ်ရှိဆန်ရဲ့နန်းဆောင်ကိစ္စတွေမှာဘယ်လိုလုပ်ပြီးအလွန်ကြုံဝင်ဆွတ်ဖက်ရမှာလဲအစတုန်းကဒါစကားတွေကိုတေးသေးချာချာရှင်းလင်းပြောခဲ့ရင်ကောင်းမှာပဲမင်းတို့ရဲ့သဘောထားကြီးမှုနဲ့ဆိုရင်တေချာပေါက်ငြင်းချမ်းစွာအတူနေထိုင်နိုင်မှာပါတာဆိုရင်ဒီနေ့လိုတစ်တော်လို့ရှုပ်ထွေးပြီးကြက်ပြန်မကြစိတ်နှောက်ရှက်ဖြစ်စရာအခြေအနေမျိုးပဲရောက်ပါမလဲအဲ့ဒါလည်းမတေချာပါဘူးတကယ်လို့ကျမတာလက်ထပ်ပြီးရောက်သွားခဲ့ရင်အရှင်မင်းသားရဲ့ပလိုက်မှုနဲ့ကြုံရပြီးအခြားမကျေနပ်စရာတွေလည်းရှိလာနိုင်တာပါပဲခုထက်တောင်ပိုပြီးဆုံးရှုံးနေမယ်ဒါကြောင့်အရှင်မင်းသားကိုယ်တိုင်မျက်စိမိတ်ပြီးရွေးချယ်ခဲ့တဲ့လမ်းပဲစုခတ်တွေပြည့်နေပါစေတော့ကိုယ်တိုင်ပဲတာဝန်ယူရမှာပါအရှင်မင်းသားပြန်ပြီးတော့သူတို့နဲ့ပဲနေ့ရက်တွေကိုကောင်းကောင်းဖြတ်တန်းလိုက်ပါအားယွင်ကိုရော့စိတ်ထဲမှာမင်းတို့နှစ်ယောက်ကိုရော့ကိုတခုခုဖုံးကွယ်ထားတယ်လို့အမြဲခံစားနေရတဲ့အားလုံးကတိုက်ဆိုင်လုံးနေတယ်အရှင်မင်းသားအတွေးလွန်နေပါပြီကျမတို့နှစ်ယောက်ကဘဝကိုပို့ပြီးအမြင်လေးနဲ့ဖြတ်တန်းနေအောင်ပါချို့တော့အရာတွေနဲ့အချို့တော့လူတွေကိုအတင်းကျပ်ဆွဲယူလို့မရမှန်းသိနေလို့ပါပဲအားယွင်အရာအလုံးကိုဖြတ်တန်းပြီးမှပဲမင်းကဇနီးတီဖြစ်ဖို့အတင်းတော်ဆုံးလူမှန်တရားတော့တယ်တကယ်လို့အဆက်ကပြန်စလို့ရမယ်ဆိုရင်ကိုရောချိန်ဆိုပါတယ်ကိုရောတေချာပေါက်မင်းကိုပဲကျင်ရတော့စစ်အဖြစ်ရွေးချယ်မှာပါဘယ်တော့မှခြေပွားလမ်းဖို့တုံးဆိုင်နေမှာမဟုတ်ဘူးအရှင်မင်းသားဒီလောကမှာဘာမှဆိုရှိနိုင်ပေမဲ့တကယ်လို့ဆိုတာတော့မရှိပါဘူးဒါပေမဲ့တကယ်လို့ရှိခဲ့ရင်တောင်မှဝမ်ရင်ရှုကအရှင်မင်းသားကိုဘယ်တော့မှထပ်ပြီးရွေးချယ်မှာမဟုတ်တော့ပါဘူးမင်းကကိုရောမှကိုရောဖြစ်နေလိမ့်မယ်လို့ကိုရောအမြဲထင်ခဲ့တာကြည့်ရတာနောက်ဆုံးတော့ကိုအထင်ကြီးမိသွားတာပဲတော့ပါပြီကိုရောကန်ကြမကိုပဲအရှုံးပေးလိုက်ပါတော့မယ်ပြောရင်နောင်တတွေနဲ့ဝေမယံပြီးသွားပါတော့တဲ့တိတ်တုံးကအဲ့ဒီလိုယူတဲ့ဝမ်ရင်ရှုဟာဒီနေ့မှာတော့လုံးဝဥကုံတေဆုံးသွားခဲ့ပြီးနောက်ဆုံးသူနဲ့ထပ်တွေ့ဖို့မလိုတော့ဘူးအေကီယာအိုဂျီနဲ့ရွာဆန်ပြီးနောက်ဝေမယံဟာနောက်ဆုံးတော့နန်းဝင်နန်းယုံကိုစင်မြန်းပြီးနန်းတက်နိုင်ခဲ့ပြီးဒါပေမဲ့သူကအမတ်တွေကိုစီယုံသိမ်းသွင်းဖို့အတွက်ဘသူ့ကိုမှမိဖူရကောင်ကြီးအဖြစ်မမြောက်စားခဲ့ဘူးဟုတ်ပါတယ်ဝမ်ယူထန်နဲ့ညက်တူညဦးရှမ်းတို့ကိုပဲအဆင့်တန်းတူထားရှိဤဘီရှုဖေးနဲ့တဲဖေးဖြစ်ပွဲနှင်းခဲ့တဲ့အာနာနဲ့ယာရုကုံမမော်မှုတွေဝါမျိုးချင်းခံထားရတဲ့အဲ့ဒီမိမနှစ်ယောက်ကသူတစ်ပါးရဲ့အောက်မှာဘလို့လုပ်ပြီးအောက်ချုပ်ခံနေပါမလဲမြင်းမြက်လာတဲ့မိဖူရကောင်တွေအတွက်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုအတွင်းမှာသူတို့ဟာတယောက်ကိုတယောက်သားသမီးမထုံးကားအောင်အချင်းချင်းရဲဆက်အစိတ်ခတ်ခဲ့ကြတယ်အဲ့ဒါကြောင့်ဝေမင်ယွမ်မှာနောက်သားသမီးရတနာမထုံးကားတော့ပဲတော်ဝင်မျိုးနွယ်ရဲ့ရာစုနှစ်ချီတဲ့မျိုးဆက်ခံမှုဟာပြတ်တောက်သွားခဲ့ရတဲ့တနာစရာကောင်းတာကသူနန်းပြလင်ပေါ်မှာမြင့်မြတ်စွာထိုင်နေရပေမဲ့ကျမတို့မိသားစုနှစ်စုရဲ့အမြင့်တွယ်နေတဲ့အာနာဆက်ကြောင့်အကျဉ်းရိုက်နေခဲ့ရတဲ့သူဟာတဘဝလုံးပြည့်ရည်တွေနဲ့ဖြတ်တန်းခဲ့ရပြီးစေတနာကိုတော့ဘယ်တော့မှမရရှိခဲ့ရှာဘူး။လောက်အိမ်ထဲမှာပိတ်မိနေတဲ့တားရဲတကောင်လိုပါပဲဒီလောကရဲ့ကံကံရဲ့အကျိုးအလဲ့ပြောင်းဆိုတာဘယ်တော့မှလွဲချော်သွားတာမျိုးမရှိပါဘူး။ကျမတို့ကတော့နောက်ဆုံးမှာကိုချစ်ချင်တဲ့ပုံစံအတိုင်းဘဝကိုပိုင်ဆိုင်ဖြတ်တန်းနိုင်ခဲ့ကြပြီ။